စိတ်တက်ပြင်းထန်နေတဲ့ကိုပါဟာစီစားကိုတွေးဖို့အတင်းအကျပ်တောင်းဆိုပါတယ်လူသားတွေဟာလက်နက်တွေအမြောက်များတူလောင်ထားပြီးအဲ့ဒီခဲယမ်းမိကြောက်တွေကမြောက်ဝင်တွေရဲ့အင်္ဂေဟာတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့လုံလောက်တယ်ဆိုတာသူရှာဖွေတွေ့ရှိခဲ့လို့ဒေါသထွက်နေတာပါမင်းကလူသားတွေကိုနေခွင့်ပေးတယ်သူတို့ကမင်းရဲ့သားတွေကိုတိုက်ခိုက်လိမ့်မယ်လို့ကိုပါကအော်ဟစ်ပါတယ်စီဇာဟာကိုပါရဲ့ဒီလိုစိန်ခေါ်ပုတ်ခတ်မှုကိုမြင်တဲ့အခါစိတ်မထိန်နိုင်ပဲကိုပါကိုကြမ်းပြင်ပေါ်လဲချပြီးဒေါသတကြီးနဲ့မျက်နှာကိုထိုးနှက်ပါတော့တယ်ခေါင်းဆောင်တယောက်အနေနဲ့သူ့ရဲ့အာဏာကိုစော်ကားတာကိုသူခွင့်မပြုနိုင်တာကြောင့်ကိုပါကိုမြေပြင်ပေါ်အရှိန်နဲ့ရိုက်ချလိုက်ပါတယ်ကိုပါမျက်နှာမှာသွေးတွေနဲ့ဒဏ်ရာတွေပြည့်နေသွားတဲ့အခါမှာစီဇာဟာတတိပြန်ဝင်လာပါတယ်မြောက်ဝံအချင်းချင်းမတက်ရဆိုတဲ့စီကန်းရှိတာကြောင့်သူဟာလက်ကိုရက်လိုက်ပါတယ်ကိုပါကလည်းတခြားသူတွေကသူ့ရဲ့စေတနာကိုနားမလည်ကြဘူးဆိုတာသိလိုက်တဲ့အခါစီဇာကိုခွင့်လွှတ်ဖို့လက်ကမ်းတောင်းပန်ပါတယ်စီဇာကခွင့်လွှတ်ပေးလိုက်တဲ့အခါကိုပါဟာလှည့်ထွက်သွားခဲ့ပါတယ်သူနောက်လိုက်တယောက်ကဘာလို့စီဇာကိုလက်နက်တွေအကြောင်းအကုန်မပြောပြတာလဲလို့မေးတဲ့အခါမှာတော့ကိုပါဟာစီဇာကသူ့ကိုအရင်လိုမယုံကြည်တော့ဘူးလို့ယူဆပြီးတစ္ဆာဖောက်ခံရတယ်လို့ခံစားနေရပါပြီဒါကြောင့်နောက်တစ်နေ့မှာသူဟာလက်နက်တွေကိုစစ်ဆေးနေတဲ့လူသား2ယောက်စီကိုတကိုယ်တည်းသွားခဲ့ပါတယ်သူဟာအယူမြောက်တကောင်လိုဟန်ဆောင်ပြီးသူတို့အနားမှာကျွမ်းထုတ်ပြနေပါတယ်လူသား2ယောက်ဆိတ်လျှော့သွားတဲ့အချိန်မှာကိုပါဟာအရက်ပလင်းကိုယူတောက်ပြပြီးပြန်ထွေးထုတ်လိုက်ပါတယ်လူသားတွေကရေမောနေကြတော့မှပဲကိုပါဟာရုတ်တရက်တနက်ကိုဆွဲယူကတယောက်ကိုပြစ်တက်လိုက်ပါတယ်ကျန်တဲ့တယောက်ကကြောက်လန့်တကြားကြည့်နေတော့မှပဲသူ့ကိုပါထပ်မံပြစ်တက်လိုက်ပါတယ်လက်နက်ကိုကိုင်ဆောင်ပြီးကိုပါဟာသူ့မျိုးနွယ်စုစီအမြန်ပြန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာစီဇာဟာလူသားတွေကိုမိဆက်ပြင်ဖို့ကူညီပေးခဲ့ပြီးဖြစ်တယ်လို့လူသားတွေရဲ့ဆေးကြောင့်စီဇာဇနီးလည်းကျမ်းမာရေးပြန်ကောင်းလာခဲ့ပါပြီသူတို့အားလုံးပျော်ရွှင်စွာအောင်ပွဲခံနေကြတော့စီဇာဟာအောက်ဘက်မှာရှိနေတဲ့ကိုပါကိုလှမ်းမြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကိုပါကတနက်ကိုမြောက်ပြီးစီဇာကိုချိန်ရွယ်ကပစ်ခတ်လိုက်ပါတယ်ကြည်စံဟာစီဇာပခုံးကိုမှန်သွားပါတယ်စီဇာဟာမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကိုပါကိုကြည့်ရင်းအမြင့်တောင်ကမ်းပါးပေါ်ကနေအောက်ကိုပြုတ်ကျသွားပါတော့တယ်